မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်နော်ခုမနေ့နော်ကျမရဲ့မိတ်ဆွေများကိုကျမဥပဒေဖုတုတဝေမျှပေးသွားမယ်အကြောင်းအရာတော့နော်ဗုဒ္ဓဘာသာဝင်မိမများအထူးထိမ်းများခြင်းဆိုင်ရာဥပဒေနော်အဲ့ဒီဥပဒေအရာနော်အဲ့ဒီဥပဒေအရာနော်ဗုဒ္ဓဘာသာဝင်မိမနဲ့နော်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ယောက်ျားတို့နော်အိမ်အောင်ပြုတဲ့အခါမှာနော်ဘာသာကြားယောက်ျားတို့အိမ်အောင်ပြုတဲ့အခါမှာနော်အဲ့ဒီဘာသာကြားယောက်ျားတွေကနော်ဗုဒ္ဓဘာသာမိမကိုနော်တရားဝင်ထိမ်းမြပြီးတော့เนาะလက်ထက်ယူထားတဲ့အခါမျိုးမှာအဲ့ဒီဘာသာကြားယောက်ျားတွေလိုက်နာရမယ့်အချက်တွေကိုကျမရဲ့မိတ်ဆွေများအတွက်เนาะဥပဒေဘုသူတော်ဝေမျှပေးတော့မှာဖြစ်ပါတယ်เนาะဒါကတော့เนาะဘာတွေလဲဆိုလို့ရှိရင်เนาะဗုဒ္ဓဘာသာဝင်မိန်းမများကိုတဲ့เนาะသူတို့ယုံကြည်သက်ဝင်တဲ့ဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပြုရမယ်တဲ့เนาะခါဝေးနော်ဗုဒ္ဓဘာသာဝင်မိန်းမနဲ့ရရှိတဲ့သားသမီးတွေကိုတဲ့နော်၎င်းတို့ရဲ့သဘောဆန္ဒအတိုင်းတဲ့နော်၎င်းတို့တက်ဝင်ယုံကြည်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပြုရမယ်တဲ့ငါအဖေမင်းတို့အမေဘာသာကိုမကိုးကွယ်နဲ့ငါဘာသာကိုပဲကိုးကွယ်ဒါမျိုးလုပ်လို့မရဘူးเนาะနောက်တစ်ခုကလင်းနဲ့မယားတို့နေထိုင်တဲ့အိမ်မှာတဲ့เนาะမြန်မာဗုဒ္ဓဘာသာဝင်မိန်းမကတဲ့ဗုဒ္ဓဘာသာရုပ်ပွားတော်များဟန်းတန်ကပုံတော်များကိုတဲ့เนาะအသုံးအဆောင်တွေကိုတဲ့ထားရှိကိုးကွယ်ဝင်ပြုရမှာဖြစ်တယ်တဲ့နော်တားမြစ်ခြင်းမပြုရဘူးနော်လွတ်လပ်စွာကိုးကွယ်ဝင်ပြုရမယ်တဲ့နောက်နော်ဗုဒ္ဓဘာသာဝင်မိမကအလှူဒါနပြုလုပ်ခြင်းဖျားရှိခိုးခြင်းတရားဓမ္မနဲ့ပရိယုခြင်းပတိစိတ်ခြင်းတရားနာခြင်းတရားထိုင်ခြင်းဖျားကြောင်းကံကိုတွားခြင်းဥပုပ်သီလစောင့်တည်ခြင်းနော်ဗုဒ္ဓစာပေများကျမ်းဂန်များထားရှိခြင်းဖတ်ရှုလေ့လာကြည့်ရှုခြင်းတို့ကိုတဲ့နော်လွတ်လပ်စွာနော်ဆောင်ရွက်ခွင့်ပြုရမယ်တဲ့နော်နောက်ဗုဒ္ဓဘာသာဝင်မိမကတဲ့နော်ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုကိုတဲ့တနည်းနည်းနဲ့ဆွန့်လွတ်စေပြီးတော့နော်မိမိကိုးကွယ်ရာဘာသာကိုနော်ကူးပြောင်းပြီးတော့ဖိအားပေးပြီးတော့နေဘာသာကိုမကိုးကွယ်နဲ့နော်ငါဘာသာကိုပဲနေလိုက်ရမယ်ဆိုပြီးတော့ဖိအားပေးပြီးတော့ကိုယ့်ဘာသာကိုနော်အတင်းကိုးကွယ်ခိုင်းတာမျိုးလည်းမလုပ်ကြဘူးတဲ့နော်အဲ့လိုမျိုးမလုပ်ရဘူးနော်ဗုဒ္ဓဘာသာကိုစော်ကိုင်းရဲ့အကြံဖြစ်စေတဲ့မိမကိုးကွယ်ပြုသောနေရာကိုတော်ကောင်ထွတ်မြတ်ထားသောအရာဝတ္ထုကိုတော်ကောင်ဖျက်ဆီးရန်သို့မဟုတ်ပျက်စီးနစ်နာစေရန်သို့မဟုတ်ယုံညံ့သောအပြုအမူတွေနဲ့နော်စိတ်ညိုညံအောင်ပြုလုပ်ရဘူးတဲ့နော်နောက်တစ်ခုကဗုဒ္ဓဘာသာဝင်မိန်းမများရဲ့ဘာသာရေးသက်ဝင်ယုံကြည်မှုကိုတဲ့စကားဖြင့်ဖြစ်စေစာဖြင့်အမှတ်စားဖြင့်ဖြစ်စေအမူအရာဖြင့်ဖြစ်စေနော်စော်ကားခြင်းမပြုရဘူးတဲ့နော်နောက်တစ်ခုကဗုဒ္ဓဘာသာဝင်မိန်းမကွယ်လွန်သွားတဲ့အခါမှာတဲ့၎င်းကိုတဲ့ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရာပဲဆောင်ရွက်တကြိုးတဲ့ကိစ္စကိုဆောင်ရွက်ခွင့်ပြုရမယ်တဲ့နော်ဒါလေးတွေကိုကျမရဲ့မိတ်ဆွေများကိုကျမအနေနဲ့ဥပဒေဘုဒ္ဓတာကိုမျှပေးသွားတာဖြစ်ပါတယ်မိတ်ဆွေများကျမ